ခဏငင်းငင်းနော်ပဲစုချင်ကြီးကြီးလာအောင်လေဗျာဦးသိန်းစိန်ဆိုရလက်ထက်မှာဟုတ်လားငင်းငင်းလက်မှတ်တွေထိုးကြမှာဆိုအလင်းမထိုးကြပါနဲ့ဟုတ်နဲ့ဟုတ်လားငင်းငင်းလက်မှတ်ထိုးရတော့ပါမြန်မြန်မထိုးကြပါနဲ့ပြောတာဗျနိုင်ငံတကာစီးပွားရေးတွေဖွင့်တော့မယ်ဆိုတော့ဟောစီးပွားရေးတွေမြန်မာနိုင်ငံဖွင့်မပေးပါနဲ့ပေါ့စောင့်ကြည့်ပါဦးပေါ့ဒါလိုပိတ်ပင်ခဲ့တာပြိတ္တာမာကြီးခင်ဗျားတို့ကသူကရိုးတယ်လိုက်လို့ကတော့ဆန်းစုကြည်ကတူကူကူပေါ့ဟုတ်လားယူဆိုပြီးမှဘိုးရီမြင့်သွားတာပေါ့ဗျဘိုးရီမြင့်သွားအမှန်နိုင်ငံရေးအတွေ့အကြုံရဘယ်လိုဖြစ်တော့ဆန်းစုကြည်မှမရှိဘူးဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်စလိုက်ရအောင်ဦးဇေယျပြေဦးလွယ်နယ်မှာပြေဦးလွယ်နယ်ထဲမှာနေတာဆိုတော့ပြေဦးလွယ်မျိုးနယ်တွေကရွတ်တော်အမတ်တွေရဲ့အကြောင်းလေးတွေကိုပြေဦးလွယ်မျိုးတို့မျိုးသားတွေပြေဦးလွယ်မျိုးနယ်ထဲမှာရှိရဲ့ကျေးရွာတို့ကျေးရွာသားတွေဒါတို့ရွာသားတွေအတွက်ကိုပြောချင်ပါတယ်ဗျာပြောချင်ပါတယ်နော်ဟိုရွေးလိုက်တဲ့အမတ်ဟာဦးဇင်းတို့အချိန်ကပြောခဲ့တဲ့စကားလေးပဲပါတီကိုမကြည့်နဲ့လူကိုကြည့်လို့ဦးဇင်းပြောခဲ့တဲ့စကားလေးတစ်ခွေရှိတယ်ဒီဆိုရလက်ထက်ကဘာကြောင့်အဲ့ဒီစကားကိုပြောခဲ့တာလဲဆိုလို့ရှိရင် NLD ကရွေးချယ်တဲ့အမတ်တွေဟာဟုတ်တယ်ညူကြီးအပြိုလိုချင်းကောင်းငိမ့်ဆိုတဲ့လူတွေဖြစ်နေတယ်။အောင်ဆန်းစုကြည်ကလည်းပုရုဇဉ်လူသားပဲနော်။စကြဝဠာမြင်းလည်းမဟုတ်ဘူးလေညှို့ညွန့်ရေးဖြစ်နေတဲ့တူလည်းမဟုတ်ဘူး။နိုင်ငံရေးအတွေ့အကြုံမှာရောဖြစ်ဖြစ်ဘယ်နေရာမှာဖြစ်ဖြစ်ခင်ဗျားတို့ကသူကရိုးတယ်လိုက်လို့ကတော့အောင်ဆန်းစုကြည်ကတူကူကူပေါ့ဟုတ်လားယူဆိုပြီးမှဘိုးရီမြင့်သွားတာပေါ့ဗျဘိုးရီမြင့်သွားအမှန်နိုင်ငံရေးအတွေ့အကြုံရဘယ်လိုဖြစ်တော့အောင်ဆန်းစုကြည်မှမရှိဘူး။အောင်ဆန်းစုကြည်အင်္ဂလန်နိုင်ငံမှာနေကြတော့ကလည်းကလေးထိန်းရုံတက်တယ်မိဖို့ကြောင့်မဟင်းရဲ့ချက်ပြီးတော့သူ့ရောက်ခမနဲ့သူ့ယောက်ျားဒုတာသမီးနှစ်ယောက်ဒါလုပ်ပြီးချက်ရုံမတက်တဲ့ပဲရနော်ကျန်လိုတာထက်ဘာမှမပို့ဘူးနော်ဘာမှမဖြစ်ဘူးဒေါန်ဆန်းစုကြည်က BA ဘွဲကတော့မြန်မာနိုင်ငံမှာတက်လဲ BA ဘွဲရပါဒေါန်ဆန်းစုကြည်ကအင်္ဂလိပ်စာရမ်းကျွမ်းနေတဲ့အင်္ဂလိပ်စာကျုပ်တို့အကြောင်းမနေခဲ့ဘူးပေါ့ဗျာကျုပ်တို့လည်းဟုတ်လားအဲ့ထက်တွားနေလို့ရှိရင်ဟုတ်လားအင်္ဂလန်နိုင်ငံမှာသွားတယ်အင်္ဂလိပ်စာတော့ပြောရဆိုတော့ကျွမ်းသွားမှာပဲနော်တော်တော်များများထင်ကြီးကြတာပေါ့ဗျာနိုင်ငံတကာဆက်ဆံရေးတွေရောဘာတွေရောဟုတ်လားငင်းချိုင်းနော်ဝဲစုစီဆိုပြီးမှလေတော်တော်များများပြောကြဝိုင်းကြထင်ကြီးကြတာပေါ့ဗျာဟုတ်လားဘယ်လောက်ထိလဲဆိုလို့ရှိရင်ခင်ဗျငင်းချိုင်းနော်ဝဲစုချင်ကြီးကြီးလာအောင်လေဗျာဦးသိန်းစိန်ဆိုရလက်ထက်မှာဟုတ်လားငင်းချိုင်းလက်မှတ်တွေထိုးကြမှာဆိုအလင်းမထိုးကြပါနဲ့ဟုတ်နဲ့ဟုတ်လားငင်းချိုင်းလက်မှတ်ထိုးရတော့ပါမြန်မြန်မထိုးကြပါနဲ့ပြောတာဗျနိုင်ငံတကာစီးပွားရေးတွေဖွင့်တော့မယ်ဆိုတော့ဟောစီးပွားရေးတွေမြန်မာနိုင်ငံဖွင့်မပေးပါနဲ့ပေါ့စောင့်ကြည့်ပါဦးပေါ့ဒါလိုပိတ်ပင်ခဲ့တာပြိတ္တာမာကြီးဒါလိုပိတ်ပင်ခဲ့တာနော်မြန်မာနိုင်ငံကောင်းမှုမြန်မာနိုင်ငံကြီးပွားချမ်းသာကိုသူကမလိုအပ်ဘူးဗျမလိုလားဘူးနော်အဲ့သူကလည်းရွေးခဲ့တဲ့အမတ်တွေကလည်းဒီတိုင်းပဲဗျာဟုတ်လားမိုးကြသူတို့ပြောတဲ့မိုးကြချွေကိုတော့မိုးကြကိုလည်းအမှန်အဲ့ဒါမှအစ်စ်အလီဒီဆိုကမှတကယ်ဒူပေတိုင်းပဲလုတ်ခဲ့တဲ့သူတွေတကယ်ပိဆက်ခဲ့တဲ့သူတွေကနေရာမှရမသွားတာနေရာမှရမသွားနော်ကဲဟုတ်ပါပြီအဲ့ဒါလေးဦးစင်းနဲ့ဆက်ဆက်ပြီးပြောချင်တာကဟိုပြေဦးလွင်မှာအမတ်တီရွေးတယ်အမတ်တီလောက်ကြတယ်ပြေဦးလွင်မျိုးတို့မျိုးသားတွေကောင်းတာလေးတစ်ခုကတော့ရှိတယ်ဗျနော်အမှန်တော့မျိုးဟိုကရွေးတဲ့အမတ်လောင်းတွေတော့မပြောတတ်ပင်နဲ့လဲဒါအဲ့မျိုးကအမတ်လောင်းတွေကိုထိန်းချောင်းပေးမဲ့ဘိုးကျုံမြထွန်းဘိုးကျုံငိမ့်ဘိုးကျုံမဟုတ်တော့နော်ဘိုးကျုံငိမ့်ဖြစ်သွားပြီသူဘိုးကျုံပြန်လုံးလို့မရတော့ငိမ့်ဖြစ်သွားပြီဘိုးကျုံငိမ့်မြထွန်းဦးပြေဦးလွင်မျိုးကနေဒါဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်ဟုတ်လားလင်းကတွေးလိုက်တယ်သူရဟာလေးတစ်တော်ပေါ်မှာတွေးလိုက်တယ်နော်ဘိုးကျုံမြထွန်းမျိုးလိုမျိုးနဲ့ကိုယ်စလဲဘာတွေးလိုက်တာပေါ့ဗျာနော်ဒီလူရဲ့တမိုင်းကိုခင်ဗျားတို့ပြန်ကြည့်ပါဘိုးကျုံမြထွန်းရဲ့တမိုင်းကိုနော်ဘိုးကျုံမြထွန်းတမိုင်းဒီစစ်သားလည်းဖြစ်ထားကြတဲ့ကြောင့်လုတ်တဲ့အခါမှာလည်းပြည်သူလူထုပေါ်လည်းသူစေနာထားတာကလည်းအများကြီးပေါ့ဗျာနော်သူ့ရဲ့ဂုဏ်ပုဒ်တွေပြောပြရမယ်ဆိုရင်တော့အများကြီးပဲအဲ့တော့ပြေဦးလွင်မျိုးတို့မျိုးသားတွေအနေနဲ့ငါတို့ပြေဦးလွင်မျိုးနယ်ကိုကျန်တဲ့အရာအလုံးပေါ့ဗျာနော်ကျန်တဲ့အရာလုံခြုံမှုပဲဖြစ်စီးပွားရေးပဲဖြစ်ဘယ်လိုပဲဘယ်သူကစွမ်းဆောင်ပေးနိုင်မလဲဘယ်သူကလှုပ်ဆောင်ပေးနိုင်မလဲဟုတ်ပြီပေါက်ကိုတော့ပြောလိုက်တယ်ဒီဘိုလ်ချုပ်ကအပြောတာလက်တွေ့လားအရင်ကသူဘာကြီးလုပ်ခဲ့တယ်လဲအရင်ကသူဘာကြီးပိတ်ဆက်ခဲ့တယ်လဲဟုတ်နောက်ထပ်အခုပြိုင်မဲ့သူတွေကအပြောဓမ္မကြီးလားလက်တွေ့ဓမ္မကြီးလားနိုင်ငံရေးဓမ္မကြီးလားဒါမျိုးလဲခင်ဗျားတို့ပြပြီးမှစစ်ကြည့်ရမယ်နော်စစ်ကြည့်ရမယ်ဒါဦးစင်းတို့ကတော့
ဒီဗိုလ်ချုပ်မြတ်ထွေးဦးတို့နဲ့ပတ်သက်ပြီးဗိုလ်ချုပ်ညာတို့ငိမ့်တို့နဲ့ပတ်သက်ပြီးတော့ဒါဦးစင်းတို့တိကျတဲ့လောက်ကပြူးလွင်မျိုးမှာကောင်းကောင်းကြီးပြောင်းလဲမှုတစ်ခုကိုပြစ်ဆက်နိုင်မယ်ဆိုတာကိုဦးစင်းတို့တရားခိုင်လုံးယုံကြည်တယ်တရားခိုင်လုံးယုံကြည်တယ်အဲ့တော့ဒီလူရဲ့အကြောင်းကိုဦးစင်းတို့ထိုက်တဲ့လောက်သိနေတဲ့အတွက်ကြောင့်နော်ထိုက်နေတော့သိနေတဲ့အတွက်ကြောင့်ပြူးလွင်မျိုးမှာဆိုလို့ရှိရင်ဗျာခင်ဗျားတို့ဟုတ်လားတေတော်မြေနဲ့အေးရွာမြေနဲ့ဘာမြေနဲ့ဟုတ်လားလှုပ်စားနေကြတာတွေအများကြီးပဲနေအဲ့လိုပြည်သူတွေဘဝဟုတ်လားရွာမြေကနေနေရာဖြစ်သွားကိုနေတဲ့နေရာကတီးနှံချထားတဲ့တေတော်မြေကနေပုံစံဝင်ဖြစ်သွားဦးဇင်းတို့လှုပ်ဆောင်ပေးနိုင်မယ်လို့ဦးဇင်းတို့ကတော့အကျွမ်းမဲ့ယုံကြည်ပါတယ်နော်တချို့ကြလဲလှုပ်လာတာပြည်ဦးလင်ဆိုတော့တေတော်မြေနဲ့လွတ်တဲ့နေရာခက်ရှားရှားလေးဗျာအဲ့နှစ်ပေါင်းမြောင်များစွာလှုပ်လာတဲ့နေရာတွေမြောင်များစွာရှိတယ်အဲ့တေတော်မြေနဲ့မလွတ်တဲ့နေရာတွေပဲတချို့များအကွက်ရိုက်ပြီးရောင်းခဲ့တဲ့အတွက်ကြောင့်ပဲလူတွေလည်းဒုက္ခရောက်ခဲ့တာတွေအများကြီးပဲအဲ့လိုဒုက္ခမရောက်အောင်လာကိုရွေးချယ်တဲ့အမှန်လောင်းဟာငါတို့အတွက်ဆန်းဆောင်ရည်ဘယ်လောက်ထိပေးနိုင်တယ်လဲဘယ်လောက်ထိလှုပ်ဆောင်ပေးနိုင်တယ်လဲဟုတ်ပြီခင်ဗျားတို့ပြောမယ်ယူနီဖောင်းကနေဒီဘက်တိုက်ပုံအင်ကြီးဝတ်လာတဲ့ယူနီဖောင်းကနေတိုက်ပုံအင်ကြီးဝတ်တိုက်ပုံတော့ဘယ်လိုပဲဘိုလ်ချုပ်ပြန်လို့တော့မရတော့ငိမ့်မဲ့ပြန်လို့ပဲရတော့မယ်ဒါပေမဲ့တမနာကြီးဦးသိန်းစိန်လက်ထက်မှာလဲယူနီဖောင်းကနေဒီလိုပဲပြောင်းပြီးဝတ်လာတယ်ပြောင်းပြီးဝတ်လာရင်မှပြည်သူလူထုကိုအကျိုးပြုသွားတာတွေဟာအလုံးလဲခင်ဗျားတို့ဒါကိုညင်းပယ်လို့မရဘူးတမနာကြီးဦးသိန်းစိန်လက်ထက်မှာအပြောင်းအလဲတစ်ခုကြီးလုပ်ပေးခဲ့လို့ဟုတ်မအဲ့ကျန်းခိုင်ရင်လက်ရှိဆိုလို့ရှိရင်ဥက္ခရာကဥခေရင်ဥခေရင်ရဲ့ဘဝလမ်းကြောင်းဘဝလျှောက်ခဲ့တဲ့လမ်းတွေမှာဟုတ်လားဥခေရင်တော့ရောက်ခဲ့တဲ့လမ်းတွေဥခေရင်လျှောက်ခဲ့တဲ့လမ်းတွေယူလူတွေအကျိုးပြုခဲ့တဲ့နေရာတွေအကုန်လုံးကြည့်ဥခေရင်အတက်အခုဆိုရင်80 80နီးပါးရှိ80ကျော်ပြီ80ကျော်တဲ့အခါမှာခုသူ့ရဲ့လှုပ်ဆောင်ချက်တွေသူ့ရဲ့အတက်နဲ့အရွယ်နဲ့မလိုက်အောင်သူတွားလာပြီးမှလှုပ်ဆောင်ချက်တွေအကုန်လုံးတနိုင်ငံလုံးပတ်ပြီးမှပြည်သူလူထုနဲ့ထိတွေ့မှုတွေလှုပ်ဆောင်ချက်တွေပရိကဝတ်တွေတူပြုထားတဲ့အရာတွေကိုအဲ့တော့ပြောချင်တာကကျန်းခိုင်ရအလုပ်လက်တွေ့ဓမ္မလားအလုပ်ဓမ္မလားဆိုတာကိုခင်ဗျားတို့ကြားပါလိုက်မယ်နော်လက်တွေ့ဓမ္မလားအလုပ်ဓမ္မအပြောဓမ္မလားဆိုတာကိုအပြောနဲ့အလုပ်တစ်ထပ်ထဲကြားတယ်လားဆိုတော့လေခင်ဗျားတို့9နှစ်တာကာလအတွင်းမှာလဲပုံဖော်ပြီးမှလက်တွေ့ပြခဲ့ပြီးပါပြီနော်အဲ့တော့တချို့နိုင်ငံရေးသမားတွေကအပြောလားလက်တွေ့လားဆိုတော့လေခင်ဗျားတို့အပြောထဲမှာမျောပြီးမှဒုက္ခရောက်တယ်ဆိုတော့ဒီနေ့ဒီချိန်ထိပဲဆိုတော့လေတည်တည်ချင်ပါလေဗျာနော်နောက်ဆုံးဦးစင်းပြောချင်တာကတော့ဟုတ်လားပြည်သူလူထုပြည်ဦးလေမြို့သူမြို့သားတွေရွာသူရွာသားတွေဟုတ်လားပောက်ကိုတော်တို့ပြောလိုက်တဲ့လူတွေဟာအသုံးမကျဘူးပြည်သူလူထုပေါ်အနိုင်ကျင့်တယ်ပြည်သူလူထုပေါ်ဆောင်းဆောင်ရည်မကောင်းဘူးဟုတ်လားအဲ့လိုပောက်ကိုတော်တို့ပြောလိုက်လို့မှဟုတ်မလားဦးစင်းတို့ကိုယ်တိုင်အဲ့လူတွေရဲ့ဟုတ်လားဘယ်ဆိုရတက်ပါဘယ်ဆိုရတက်ပါဦးဇင်းတို့ကမဟုတ်ရင်တော့ဝေဖန်ထောက်ပြရတဲ့ဟာရှိတယ်ဆိုတော့ပြည်သူလူများအားလုံးလည်းသိပြီးတဲ့ထင်ပါတယ်နော်အဲ့တော့ပြည်ဦးလူမျိုးကြီးပြောင်းလဲစေခြင်းနဲ့ဒီထက်မကပြည်ဦးလူမျိုးကြီးတိုးတက်စေခြင်းနဲ့ဒီထက်မကပြည်ဦးလူမျိုးကြီးငြိမ်းချမ်းစေခြင်းနဲ့ဆိုရင်ကိုရွေးချယ်တဲ့အမှန်လောင်းဟာစစ်မှန်မှုလိုပါတယ်ဗျာနော်ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်